မင်းကလေးကသူ့ရှုဝက်စွာသဘောကျနေတဲ့ကောင်လေးတစ်ယောက်ကတခြားမင်းကလေးတစ်ယောက်ရဲ့ဝန်ခံစာကိုလက်ခံလိုက်တာကိုမြင်လိုက်ရတယ်။အဲ့ဒီမြင်ကွင်းကြောင့်သူမနည်းနည်းစိတ်မကောင်းဖြစ်သွားပြီးကောင်လေးကသူမကိုမကြိုက်ဘူးလို့မှားယွင်းစွာထင်မိခဲ့တယ်။ဒါပေမဲ့တကယ်တော့ကောင်လေးကအဲ့ဒါဝန်ခံစာမှန်းတော့မသိခဲ့ဘူး။ကောင်လေးကမင်းကလေးချောကလက်စားနေတာကိုမြင်လိုက်တဲ့အချိန်မှာတော့သူ့စိတ်ထဲမှာနည်းနည်းမနာလို့ဖြစ်သွားတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီချောကလက်ကသူမကိုကြိုက်နေတဲ့ယောက်ျားလေးတစ်ယောက်ပေးထားတာဆိုတာသူသိထားလို့ပဲ။သူကဝမ်းနည်းစွာနဲ့အိတ်ကိုထုတ်ပြီးသူမနဲ့အတူအိမ်ပြန်လမ်းလျှောက်ဖို့တော့မဆောင်ပဲထွက်သွားခဲ့တယ်။မကြခင်မှာပဲမင်းကလေးကသူ့ဘေးမှာတခြားမင်းကလေးတစ်ယောက်လမ်းလျှောက်နေတာကိုမြင်လိုက်ရတယ်။အဲ့ဒီမင်းကလေးကသူ့ကိုဝန်ခံခဲ့တဲ့သူပဲ။အဲ့ဒီမြင်ကွင်းကြောင့်သူမရင်ထဲနာကျင်သွားခဲ့တယ်။ဒါကြောင့်နောက်နေ့မနက်မှာတော့သူမကအကောင်လေးကိုတမင်လေးလူရှုခဲ့တယ်။တကယ်တော့သူတို့နှစ်ယောက်လုံးကတယောက်ကိုတယောက်လှုပ်ဝက်စွာသဘောကျနေကြတာပဲ။ဒါပေမဲ့အဆက်ကြီးလို့တဲ့အတွက်တယောက်နဲ့တယောက်ရှောင်နေတယ်လို့ပဲဖြစ်နေခဲ့တယ်။ဒီနေ့မှာတော့ကောင်လေးကမတော်တဆမင်းကလေးကိုကြိုက်နေတဲ့တခြားယောက်ျားလေးတွေသူမအကြောင်းပြောနေတာကိုကြားလိုက်ရတယ်။သူတို့ကသူမကိုပျော်ဖို့အတွက်ပဲလိုက်နေတာလို့ပြောနေကြတာပဲ။အဲ့ဒီစကားကြားလိုက်ရတဲ့ကောင်လေးကချက်ချင်းဒေါသထွက်သွားတယ်။အတန်းပြီးတာနဲ့သူကမင်းကလေးကိုခေါင်းမိုးပေါ်ကိုဆွဲခေါ်သွားပြီးမင်းကစားဖို့ပဲအာယုံစိုက်တင်တယ်။အခုလို relationship တွေမစတင်ဘူးလို့ပြောခဲ့တယ်။ဒါပေမဲ့မင်းကလေးကပြန်ပြောလိုက်တယ်။ရှင်ကတခြားမင်းကလေးနဲ့ချင်းတွေ့နေတာမဟုတ်ဘူးလား။ဒါဆိုကျမကိုဘာလို့ရမယ်ဆိုပြီးဘာလို့ပြောခွင့်ရှိတာလဲ။အဲ့ဒီအချိန်မှာပဲကောင်လေးကသူမဟာသူ့အတန်းဖော်မင်းကလေးနဲ့သူ့ဆက်ဆံရေးကိုမှားနားလည်နေခဲ့တာကိုသိလိုက်ရတယ်။သူကအလျင်အမြန်ရှင်းပြခဲ့တယ်။ငါသူမနဲ့အတူအိမ်ပြန်တာမဟုတ်ဘူး။ဝန်ခံစာကိုပြန်ပေးခဲ့တာပဲလို့ပြီးတော့သူကမင်းကလေးလက်ထဲကိုချောကလက်အုပ်ကြီးတအုပ်ထည့်ပေးလိုက်ပြီးမင်းအတွက်ဆိုငါကိုယ်တိုင်ဝယ်ပေးနိုင်တယ်လို့ပြောလိုက်တယ်။အဲ့ဒီစကားကြားတဲ့အချိန်မှာမင်းကလေးကသူ့ခံစားချက်ကိုချက်ချင်းနားလည်သွားခဲ့တယ်။သူမကတခြားယောက်ျားလေးတွေပေးတဲ့ချောကလက်ကိုတစ်ခါမှမစားဘူး။အမြဲကိုယ်တိုင်ဝယ်စားခဲ့တာလို့ပြောခဲ့တယ်။ပြီးတော့သူမကိုတကယ်ပျော်ရွှင်